ကန်စစ်ကုန်တော့အများဆုံးရောက်ရှိလို့လို့ပိတ်တယ်ရပိတ်တယ်အားသာဝန်သာချေပြီးပါပြီခင်ဗျာကျွန်တော်တို့နောက်ကကစားသမားမိုးဘောကပြစ်တာမောကနေကန်ထဲလိုက်တဲ့ဘောလုံးဟာဘိုးသမားနဲ့ဘာသာနဲ့ထိပြီးပြန်ထွက်လာတဲ့ဘောလုံးကိုကျွန်တော်တို့ရှေ့တန်းတိုက်စစ်မှုရည်ရည်ဦးကျွန်တော်တို့ပနဒီစီရောက်မှာဖြစ်ပါတယ်ခင်ဗျာညီမတေးကပောက်ကန်လေကင်မရာတို့စီကန်လေဂိုးပြီခင်ဗျာဂိုးပြီခင်ဗျာဂိုးပါပြီခင်ဗျာညီမတေးရရည်ရည်ဦးပါခင်ဗျာဂိုးပြီခင်ဗျာဒီမှာပြူပြောင်းကျွန်တော်စီခံရပါတယ်ခင်ဗျာ7မိနစ်လိုပါသေးတယ်လို့ခိုင်အလေကိုပေးတယ်မြန်မာတင်းရပါသေးရဲ့ခင်ဗျာတန်တန်တွေးဝိရည်လက်ကတယ်ကိုပါရခင်ဗျာအားသာဝန္ဒာရှင်ပြီးပါပြည်သူများခင်ဗျာကျွန်တော်တို့ပထမပိုင်းကစားတာ39မိနစ်40လောက်ပဲရှိပါသေးတယ်ခင်ဗျာမြန်မာတင်းကတော့ကျွန်တော်တို့တက်တရားမြောက်ဂိုးကိုကွင်းလင်ကစားသမားတန်တန်တွေးဒီမှာပဲကွင်းလင်ချထားပေးပြီဒီမှာတင်ရတယ်ခင်ဗျာဘဂရတ်ပေးပြီရှေ့ကိုချထားပေးပြီယူလို့ချွတ်ချွတ်သွားပြီခင်ဗျာသူကမရှိဘူးဗျာတက်ပါသွေးလိုက်ပြီခင်ဗျာစရုပ်တာကိုယူဒူရီယာမြောက်ဒီမှာတင်းအတွက်သူ့အတွက်နိုင်ကိုကိုတွင်းသားပေးတာဖြစ်တယ်ခင်ဗျာညမအတင်းရဲ့၄ကိုမြောက်ကိုကိုတော့ယူကျွန်တော်တို့လွတ်ကျွတ်ဆွဲပြီးတော့မှနော်အားလို့ဝါဖော်ရဲ့ပေးပို့မှုကနေတစ်စစ်ပြန်လေးပြန်ပေးထားတယ်တော့အားလို့ဝါဖော်တယောက်ကြော်ယူတယ်ကြာပါသေးတယ်ခင်ဗျာတောင်ပန်မှာခြေစွမ်းပြန်တော့လည်းရှိကိုကန်နေပေးတာပြီကိုပါလေခင်ဗျာတော့အားလို့ဝါဖော်ချပေးလိုက်တဲ့ဘောလုံးကိုကွင်းလယ်ကစားသမားဆန်းမော်ညာတောင်ပန်ကနေလက်ကလေးတာခင်ဗျာကျွန်တော်တို့မလေးရှားကိုသမားအဆမ်မန်ဘလို့မှကာကွယ်ဖြတ်ထုတ်နိုင်ခြင်းမရှိပဲပြင်စမမြောက်ဂိုးကိုပေးလိုက်ရတာပဲဖြစ်ပါတယ်ခင်ဗျာအားသာဝန္ဒာရှင်ပြီးပါပြည်သူများခင်ဗျာပွဲကစားခြင်းစုစုပေါင်း82မိနစ်ကျော်လာပါပြီခင်ဗျာဒီချိန်မှာတော့အင်ရှင်မြန်မာအသင်းဟာ9ဂိုးမလေးရှားအသင်းကတော့ခြေပါကိုတကိုးမှသိယူနိုင်ခြင်းမရှိသေးပါဘူးခင်ဗျာတောင်ပေါင်ပေးလာပြီတန်တန်ထွေးတောက်ချောက်ပြူလာပြန်ပြီခင်ဗျာတန်တန်ထွေးကိုကြီးကိုချိုးပေးတယ်ပြေဝဦးကန်ဒီလူစားလဲဝင်ရောက်လာတဲ့ကျွန်တော်တို့မြင့်မြင့်အေးပါခင်ဗျာတန်တန်ထွေးလွတ်ကျွတ်ဘယ်တောင်မှန်းနေပြီးတော့ချပေးလိုက်တဲ့ဘောလုံးကိုလူစားလဲဝင်ရောက်လာတဲ့ကျွန်တော်တို့မြင့်မြင့်အေးမြန်မာအသင်းအတွက်6ဂိုးမြောက်ဂိုးကိုသွင်းယူပေးသွားတာပဲဖြစ်ပါတယ်ခင်ဗျာ